ကလေးငယ်လေးကဘိုက်ဆာလာတဲ့ခါမှာအရန်ကိုကြမ်းတမ်းခတ်ထန်လာတတ်ပါတယ်သူ့ကိုမိခင်ဖြစ်သူရဲ့နှစ်သိမှုတစ်ခုတည်းနဲ့ပဲငင်းတက်အောင်လုပ်နိုင်ပါတယ်တကယ်တော့အဲ့ဒီကလေးလေးကလူသားတဲ့မဟုတ်ပါဘူးသူ့ရဲ့ဖခင်ကဝန်ပလွေလူသားတွေရဲ့ခေါင်းဆောင်တူဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်တညမှာတော့အမျိုးသမီးကမူယူပြီးဝန်ပလွေပြင်ရဲ့အခန်းထဲကိုမားဝင်သွားခဲ့ပါတယ်သူတို့နှစ်ဦးဟာထိုညကိုအတူတူဖြတ်တန်းခဲ့ကြပါတယ်နောက်တနေ့မနက်မှာတော့အမျိုးသမီးကဖုံးတန်းကြောင်နိုးလာခဲ့ပြီးသူမရဲ့အဖွားစီသူအတဲအတန်ဖျားနာနေကြောင်းကြားလိုက်ရပါတယ်ဒါကြောင့်သူမဟာကရင်မမအိပ်ပျော်နေစေဖြစ်တဲ့အမျိုးသားကိုတော့တတိမထားမိပဲအမြန်ဆုံးထွက်ခွာသွားခဲ့ပါတယ်အဖွားဖြစ်သူကိုယ်လွန်သွားပြီးတော့မှတော့သူမဟာမိသားစုဆိုလို့ဘယ်သူမှမကြံတော့ဘူးလို့ထင်မှတ်ခဲ့ပြီးမှစေးစစ်ချက်တစ်ခုအရာသူမမှာကိုယ်ဝင်ရှိနေပြီဆိုတာသိလိုက်ရပါတယ်အဲ့ဒီခါကျမှထိုညကဖြစ်ပျက်ခဲ့တာတွေကအိမ်မက်တစ်ခုမဟုတ်မှန်သူမနားလေသွားခဲ့ပါတယ်နားနေတဲ့အချိန်မှာတော့အမျိုးသမီးကသူမရဲ့သားလေးအသားစိမ်းတွေကိုအရန်တောင်းတနေတဲ့အတွက်ဆေးရုံကိုခေါ်သွားခဲ့ပါတယ်ဆရာဝန်ကဒါဟာမျိုးရိုးပြီးတာဆိုင်ရာပြဿနာဖြစ်နိုင်ကြောင်းနဲ့ဖခင်ဖြစ်သူကိုပါခေါ်လာပြီးဆေးစစ်သူအကြံပေးခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးဟာသူ့အမျိုးသားကဘယ်သူလဲဆိုတာမသိခဲ့ပါဘူးဒီနေ့မှာတော့သူမဟာဗီလာအင်ကြီးတစ်ခုကိုအလို့သွားလို့ရင်းနဲ့သူ့အမျိုးသားနဲ့ဆုံတွေ့ခဲ့ပါတယ်အမျိုးသားကသူမကိုမှတ်မိသွားပြီးသူမရဲ့လက်မှာလည်းလက်ထက်လက်ဆွဲမပါတာကိုမြင်တော့အညာကိုဝမ်းသာသွားပါတယ်အဲ့ဒီညဟာလပြည့်ညဖြစ်နေပါတယ်အမျိုးသမီးအိမ်ပြန်ရောက်တဲ့အခါမှာတော့သူမသားလေးရဲ့ပါးစပ်ထဲမှာဝံပလွေအဆွေဒီထွက်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲမနာယူတဲ့မင်းရုပ်တယောက်ကကောင်လေးရဲ့ထူးဆန်းတဲ့လက္ခဏာတွေကိုသတိထားမိသွားပြီးသူ့ကိုတက်ခွဲခန်းတစ်ခုစီရောက်စားပေးလိုက်ပါတယ်မိခင်ဖြစ်သူကတားဆီးဖို့ကြိုးစားခဲ့ပြီးမြေပြင်ပေါ်ကိုတွန်းလဲခြင်းခံရပါတယ်အတိအကျအဲ့ဒီအချိန်မှာပဲအမျိုးသားရောက်ရှိလာခဲ့ပါတယ်သူကဝံပလွေခေါင်းဆောင်ဖြစ်ပြောင်းလဲသွားပြီးသူ့ရဲ့ကလေးကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေကိုထိုက်တန်းတဲ့အပြစ်ပြည်မှုတွေလှုပ်ဆောင်ခဲ့ပါတော့တယ်